အားလုံးပဲမင်္ဂလာပါဒီနေ့ဒီချေကတော့ခေါင်းတရားသားလို့ခေါ်တယ်ငါတိတိလေးကြော်စားမှာဖြစ်ပါတယ်အဲစီပီလေးနဲ့မှာငါတိတာကြော်လိုက်ပါပြီငါလေးကြော်လိုက်ပါပြီကဲအဲ့ငါကြော်လေးကိုစားပြပါမယ်ကျောင်းမှာဆိုရင်ပေါ့တော့ငါမကြိုက်တဲ့ကလေးလေးတွေဆိုရင်ဒီချက်ကဒီလိုငါးလေးတွေကြော်ပြီးတော့အဲ့လိုလေးကျွတ်လေးနီးနေအောင်ဝါစားပြပါတယ်ပြီးတော့ငါးနဲ့ပတ်သက်တဲ့အခေါ်အဝေါ်လေးတွေကိုသင်ပေးပါတယ်ငါးရဲ့အကြောင်းလေးကိုသင်ပေးပါတယ်ငါးလေးကဘယ်ကနေလာတယ်ဘယ်မှာနေတယ်ဘာလုပ်တယ်ဘယ်လိုပေါက်ဖွားတယ်ငါးရဲ့သင်ခန်းစာလေးတွေကိုပြောပေးပါတယ်နောက်မှာတင်ပုံတင်ဒီအသေးစိတ်လေးကိုမူဂျိုအကောင့်လေးမှာပြောပြပေးမယ်နော်သိချင်တယ်ဆိုရင်ဒီချက်စာတင်တဲ့ပုံစံလေးတွေကိုလည်းတင်ပေးပါမယ်ပြီးတော့ငါစားခြင်းဖြင့်ရရှိမဲ့အကျိုးကျေးဇူးလေးတွေလည်းပြောပြတယ်ငါစားလိုက်ခြင်းအပြင်ဒါတို့သမီးတို့မှတ်ဉာဏ်လေးတွေကောင်းတယ်ဗီတာမင် B12 တွေဓာတ်တွေရရှိတယ်အယိုးအဆစ်တွေတန်ပါတယ်အဲ့ဒါကြောင့်မလို့ငါ့ကိုစားရတယ်ဒီမျိုးလေးကိုပြောပြပေးရင်းနဲ့တို့ကိုငါးလေးလဲစားပြရင်လည်းတို့ကငါးလေးကိုစိတ်ဝင်စားပြီးတော့ဒီချဲသမီးတို့လည်းစားခြင်းနဲ့သားတို့လည်းစားခြင်းနဲ့ဆိုသူတို့ကိုလည်းနည်းနည်းကြွေးခိုင်းတယ်ဝါခိုင်းတယ်ကောင်းကောင်းကြည့်ညက်နေအောင်ဝါစားခိုင်းပါတယ်ပြီးရင်မြူချလိုက်ပါကျွတ်ကလေးမိပါတယ်ကြောင်ပစွန်စားကျွတ်ဝါဆိုလိုပဲဒီချဲသူစားငါးလေးစားမယ်ကျွတ်ဝါမယ်ဆိုပြီးတော့ကလေးတွေကိုစားခြင်းအောင်လို့ပြောပြပေးလိုက်ပါတယ်ငါကြော်လေးကျွတ်လေးစားလို့ကောင်းပါတယ်တကယ်ချင်းတို့လည်းလိုက်စားကြည့်နော်နောက်လေဒီလိုဗီဒီယိုလေးနဲ့ဆုံပေးကြမယ်နော်ကျေးဇူးပါ